ကျွန်တော်ကသရက်သီးပါ။နွေရာသီရဲ့သူရဲကောင်းပေါ့။ဗီတာမင်စီအပြည့်အဝပါဝင်ပြီးကိုယ်ခံအားကိုကောင်းမွန်စေပါတယ်။ချိုမြိန်ပေမဲ့အတွင်းပိုင်းမှာတော့ကျန်းမာရေးအတွက်ရတနာတိုက်ကြီးပါတော့ကျမကဖရဲသီးပါအေးမြခြင်းရဲ့ဘယင်ပေါ့ခန္ဓာကိုယ်ကိုရေဓာတ်ပြေဝစေပြီးအပူဒဏ်ကနေတက်တာစေပါတယ်။ကိုက်လိုက်တိုင်းမှာလန်းဆန်းမှုကိုခံစားရစေမှာပါ။ကျမကစတော်ဘယ်ရီပါတတိုးဆန့်ကျင်ပစ္စည်းတွေကျွဲဝစွာပါဝင်ပြီးအသားတွေကိုကြည်လင်ဝင်းပါစေကနှလုံးကိုလည်းကျန်းမာရွှင်လန်းစေပါတယ်ရှင်။ကျမကတင်ပေါ်သီးပါအစာချေစနစ်ရဲ့အကောင်းဆုံးတငယ်ချင်းပေါ့ဝမ်ဘိုက်ကိုတန့်ရှင်းစေပြီးခန္ဓာကိုယ်ကိုအတွင်းပိုင်းကဆလို့ပေါ့ပါစေပါတယ်။ကျွန်တော်ကနားနဲ့သီးပါအပြင်ပန်းကမာကြောပေမဲ့အတွင်းပိုင်းကတော့ချိုမြိန်ပါတယ်။အစာချေစနစ်ကိုကောင်းမွန်စေပြီးခန္ဓာကိုယ်ကိုပေါ့ပါလန်းဆန်းစေပါတယ်။ငါကထမင်းပါ။ငါကိုချက်ပြီးရေခဲတစ်တာထဲထည့်ထားရင်ဗဒရရတွေအမြန်ပေါက်ဖွားပြီးဘိုင်းနာစေနိုင်တယ်။တတိထားပါ။ငါကခရမ်းကျင်သီးပါ။အေးဓာတ်ကငါရဲ့အရသာနဲ့အသားဓာတ်ကိုပျက်စီးစေပြီးဖြော့တော့ဖြစ်စေတယ်။ငါကပေါင်မုံပါ။ရေခဲတစ်တာကငါ့ကိုအမြန်ခြောက်သွေ့စေပြီးပျက်စီးစေတယ်။အပြင်မှာပဲပို့အထားခံတာ။ငါကပြားရယ်ပါ။အေးဓာတ်ကငါ့ကိုခဲသွားစေပြီးမာလာစေတယ်။တဘာဝအနှစ်တွေပျက်စီးစေတယ်။ငါကအာလူးပါ။အေးဓာတ်ကငါရဲ့ကစီဓာတ်ကိုတကြားပြောင်းပစ်ပြီးအရသာကိုပျက်စီးစေတယ်။ငါကကြက်တော်နီပါ။ရေခဲတစ်တာကငါ့ကိုပျော့ပြီးစိုဆွတ်စေလို့ပုတ်လွယ်စေတယ်။ငါကဂျင်းပါရေခဲတစ်တာအေးကငါရဲ့အသားဓာတ်ကိုပျက်စီးစေပြီးမှုတ်တက်လွယ်စေတယ်